စိတ်တိုင်းကြကြီးအကြာကြီးနေခွင့်ရပါမယ်လို့ဘယ်သူပြောနိုင်ပါလဲဇူးမမပြောနိုင်ဘူးအချိန်မရွေးဒီဇရက်ပေါ်ကဆင်းသွားရမှာကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုံးစောလျက်ခရီးနှင်းသည်တို့လျက်ဧည့်သည်တွေပါတကားသူသည်ပင်လေဧည့်သည်ငါသည်ပင်လေဧည့်သည်ဟုတ်လားအေးဒီဧည့်သည်ဆိုတဲ့စကားလေးကိုစစ်ပေါက်ကိုယ့်ဘဝနဲ့ရှင်းပြီးတော့စဉ်းစားပြီးတော့ဧတပေါင်းသူတော်ကောင်းတို့သဘောပေါက်မယ်ဆိုလို့ရှိရင်အစွဲတွေနည်းပြီးတော့တန်ရောစဉ်ကြိုးတွေရော့ပြီးတော့နေရထိုင်ရတာလွတ်တတ်တယ်ပေါ်ပါတယ်ဧည့်သည်ဆိုတဲ့အမြင်မရှိဘဲနဲ့အိမ်ရှင်ဆိုတဲ့အမြင်ကြီးနဲ့ထာဝရပါပဲလို့ထင်မယ်ဆိုရင်တော့တန်ရောစဉ်ကြိုးတွေလည်းတင်းမယ်အသိဉာဏ်တွေလည်းတုံးမယ်နေရထိုင်ရတာလည်းပဲလေးလံမယ်ပူလောင်မယ်ဒါကြောင့်ကိုယ့်ဘဝဟာဧည့်သည်ပါဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့ရည်ကြည်တယ်